Hello အားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ pronouns ဆက်မျိုးထဲကရှစ်မျိုးမြောင်ဖြစ်တဲ့ distributive pronouns အကြောင်းကိုပြောပြပေးသွားမှာပဲဖြစ်ပါတယ်ရှင် distributive ဆိုတာခွဲဝေတာလို့အဓိပ္ပာယ်ရပါတယ်လူအုပ်ကြီးတစ်ခုလုံးကိုအစုလိုက်အပြုံလိုက်မချိဘဲနဲ့အဲ့ဒီအထက်ကတယောက်ချင်းစီကိုခွဲထုတ်ပြီးတော့လက်ညှိုးထိုးတာဖြစ်လို့သူ့ကိုမြန်မာလိုခွဲဝေညောနှံစားလို့ခေါ်ပါတယ်အလွယ်ဆုံးစတင်နိုင်ဖို့ဒီဥပမာလေးကိုကြည့်လိုက်အောင် Each student has a pen ကျောင်းသားတိုင်းမှာပေါ်မြင့်တစ်ချောင်းစီရှိကြတယ်တွေ့လားဒီမှာ each နာမှာ student ဆိုတဲ့ noun ကတိုက်ရိုက်ကလိုက်တယ်ဒီလိုပုံစံဆိုရင်တော့ noun ကိုအထူးပြုတဲ့အတွက်သူ့ကို distributive adjective လို့ခေါ်ရမှာပါဒါဆိုတခြားစလုံးတွေဖြစ်တဲ့ each student everyone either side neither plan တို့ကိုလည်းပဲ distributive adjective လို့ပဲခေါ်ရမှာကဲအခုဆိုရင်သူ့ကို pronoun နဲ့စားစစ်စစ်အဖြစ်ဘယ်လိုပြောင်းမလဲဆိုတာကြည့်ရအောင်သူကနာမ်စားဖြစ်သွားပြီဆိုရင်သူ့ရဲ့အနောက်မှာ noun ထားရိုက်လိုက်လို့မရတော့ဘူးအဲ့ဒီအခါမှာ OFOTHE တဲ့ဆိုတဲ့ဒီ of the တရားလေးကိုခံပေးရတယ်ဥပမာ each student has a pen ကို each of the students has a pen လို့ပြောင်းလိုက်တာတွေ့လား of the ပါလာတာနဲ့အနောက်က student က students ဆိုတဲ့အများကြီးဖြစ်သွားတယ်ဒါပေမဲ့သူကတယောက်ချင်းစီကိုပဲရည်ညွှန်းနေတော့မှုလို့ pep ကတော့ has has အနေကြီးပဲဖြစ်နေရစေပဲဒါဟာစာမေးပွဲဒီမှာအများဆုံး grammar စီမီပဲဖြစ်ပါရဲ့နော်ကဲဒါဆိုရင်အခုအရေးကြီးဆုံးချွင်းချက်တစ်ခုကိုပြောပြပါမယ်ကျမတို့ကျောင်းစာအုပ်တွေမှာ every ကိုလည်း distributive pronoun ထဲမှာထည့်သင်ခဲ့ကြတယ်ပေါ့နော်ဒါပေမဲ့တကယ်တော့ every တစ်လုံးတည်းက pronoun လုံးဝမဟုတ်ပါဘူး every of the box ဒီစာကြောင်းမှာဆို every ရဲ့အနာမှာ of the လုံးဝလိုက်လို့မရဘူးဒါကမားနေတာအမှန်က every one of the box အဲ့လိုရေးရမှာ pronoun ဖြစ်ချင်ရဲ့အနောက်မှာ UN ကိုမဖြစ်မနေခွဲရေးပြီးတော့ပေါင်းပေးရမယ်နောက်တစ်ခုကစာမေးပွဲတွေမှာအမြဲအမှားကြတယ်ပေါ့နော်အဲ့ဒီအချက်ကပါလဲဆိုတော့အဲ့ဒီအတွက် EIDS က either နဲ့ any IDS က neither ကိုနှစ်ခုတည်းအတွက်ပဲသုံးရပါတယ်အကယ်၍သုံးခုတာပါမဟုတ်အဲ့ဒီချက်ပို့လာရင်တော့စကလုံးပြောင်းပေးရတယ်နှစ်ခုတည်းဆိုရင် EIDS က either သူ့ရဲ့အဓိပ္ပာယ်ကတစ်ခုခုလို့အဓိပ္ပာယ်ရတယ်EIDS နေထားကြတော့နှစ်ခုလုံးမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်ဒါကနှစ်ခုတည်းရှိတဲ့အရာပဲသုံးလို့ရတယ်either နဲ့ neither ကအဲ့လိုမဟုတ်ပဲနဲ့နှစ်ခုထပ်ပို့သွားပြီးသုံးခုနဲ့အထက်ဆိုရင်တော့ either ကို ANY any တစ်ခုခုဆိုတဲ့အရာပြောင်းပေးရတယ်any ITH neither ကိုကြတော့ NONE none ဆိုတဲ့တစ်ခုမှမဟုတ်ဘူးပြောင်းပေးရတယ်ဒါဆိုရင်နှစ်ခုတည်းဆိုရင်တော့ either နဲ့ neither ကိုသုံးလို့ရတယ်သုံးခုနဲ့အထက်ဖြစ်သွားပြီဆိုရင်တော့ any နဲ့ none ကိုသုံးလို့ရတယ်ဒါဆိုဥပမာက neither of the two planes is good တကယ်လို့အဲ့လိုမဟုတ်ပဲနဲ့ neither of the three planes is good လို့သုံးလိုက်ရင်တော့မားသွားလိမ့်မယ်ဘာလို့လဲဆိုတော့သုံးခုဖြစ်သွားလို့သုံးခုဖြစ်သွားရတော့ neither တော့ရင်မားပြီအမှန်က none of the three planes လို့ပြောင်းရပါမယ်ဒါဆိုရင် distributive pronoun နာမ်စာစစ်စစ်တွေကဘာလဲဆိုတာကြည့်ရအောင်distributive ဆိုတာအစုတစ်ခုတည်းကအရာတွေကိုတစ်ခုချင်းစီခွဲဝေညောင်းဆိုတာဒါဆို distributive specific ကဘာတွေဖြစ်မလဲ number 1 each တယောက်စီတစ်ခုစီလို့အဓိပ္ပာယ်ရတယ် each of the students has a different idea ကျောင်းသားတွေထဲကတယောက်ချင်းစီမှာမတူနေတဲ့စိတ်ကူးတွေရှိကြတယ် number 2 everyone every တလုံးတည်းမဟုတ်ပါဘူးနော်ဒါကအရေးကြီးဆုံးမှာ pronoun အဖြစ်သုံးမယ်ဆိုရင် every နဲ့ one နဲ့ကိုခွဲရေးပေးရမယ်ဒီနေရာမှာမာတတ်ကြရပေါ့နော် everyone ကိုပူးပြီးရေးလိုက်လို့ရှိရင်နော်သူကလူတိုင်းဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားတယ်
ဒါအဲ့လိုမဟုတ်ပဲနဲ့ every နဲ့ one ကိုခွဲရေးမယ်ဆိုရင်တော့တစ်ခုမကြံတစ်ခုချင်းစီဆိုရ pronoun ဖြစ်သွားတယ်ဒါကိုမှတ်ထားရမယ်နော်ဥပမာ every one of the mangoes is ripe တည့်တည့်တွေထဲကတလုံးမကြံအကုန်လုံးမဲ့နေကြပြီနံပါတ်3 either သူရဲ့အတိတ်ဘက်ကနှစ်ခုထဲကတစ်ခုခုဥပမာ either of the two plan is acceptable ဒီအစီအစဉ်နှစ်ခုတည်းကကြိုက်တဲ့တစ်ခုကိုလက်ခံလို့ရတယ်ဒီမှာကျွန်မတို့များများတွေးကြတာက either နဲ့ neither ပေါ့နော် either ဆိုရင်တစ်ခုမကြံတစ်ခုချစ်စီ neither ဆိုရင်နှစ်ခုလုံးမဟုတ်ဒါပေမဲ့ကိုရုငငယ်ကဒီမပြောပြလဲပဲစိတ်ထဲမှာတွေးထင်ထက်ကြတယ်ပေါ့နော်either ဆိုလို့ရှိရင်နှစ်ခုလုံးဆိုတဲ့အဓိပ္ပာယ်လို့တွေးထင်တတ်ကြတယ်ဒါကိုတတိထားပဲပေါ့နော်နှစ်ခုလုံးဆိုတဲ့အဓိပ္ပာယ်က BOTH ပို့ဆိုတဲ့စလုံးရှိရယ် either ကကြတော့တစ်ခုနှစ်ခုထဲကတစ်ခုခုကိုကြိုက်တဲ့ဟာကိုရွေးခိုင်းတဲ့သဘောနံပါတ်4 neither နှစ်ခုလုံးမဟုတ်ဘူးဥပမာ neither of the sisters was there ဒီအမနှစ်ယောက်လုံးအဲ့ဒီမှာမရှိခဲ့ကြဘူးdistributors pronoun နဲ့ဆက်ဆက်လေးလုံးကကြတော့ဘာလဲဆိုတော့ each each every every one everyone either and neither အဲ့ဒီလေးလုံးပဲဖြစ်ပါတယ် distributors နဲ့ဆက်ဆက်တွေကကဲအခုဆိုရင်စာမေးပွဲမှာအမှတ်ပြရစိမ်မဲ့စီမင်းကြီးကိုသိပြီးဆိုတော့ကျမတို့လက်တွေ့ဘဝဖက်ကိုနည်းနည်းလေးလဲကြရအောင်အဖြစ်မှနိုင်ငံခြားသားတွေတကယ်စကားပြောတဲ့အခါ each of the တို့ neither of the none of the စရာရဲ့အနာမှာ plural ကရိယာအများကြီး have redo ကိုပဲအသုံးများကြတာကိုသိရမယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့စကားပြောတဲ့အခါစိတ်ထဲမှာအနည်းဆုံးရှိနေတဲ့ students တို့ box တို့လို့အများကြီးနောင်နေဖို့ပဲအာရုံရောက်သွားပြီးတော့to have တို့လို့တဘာဝကြကြနဲ့တော့ခနဲ့ပြောမိကြလို့ပါပဲ။စာမေးပွဲခန်းထဲမှာအမှတ်လို့ရှိရင်တော့ကျောင်းသုံး theory အတိုင်း singular ပါ is has ကိုပဲတိတိကျကျရွေးပေးရမယ်။ဒါပေမဲ့အဖြစ်မှာတငယ်ချင်းတွေနဲ့စကားပြောတဲ့အခါနိုင်ငံခြားသားတွေနဲ့စကားပြောတဲ့အခါတော့ဒါမှမဟုတ် chat ရေးတဲ့အခါမှာတော့လွန်နဲ့တဘာဝကြကြလေး plural verbတို့ have တို့ကိုပဲသုံးလိုက်ပါ။ဒီမျိုးလုံးကသူ့နေရာနဲ့သူမှန်ကန်ပါတယ်။ကဆိုရင် protest အနေနဲ့ nan ရဲ့ singular plural ချက်လေးအကြောင်းပြောပြပေးချင်ပါတယ်။ Formal distributive pronoun တွေကအမြဲတမ်း singular အနေကိန်းဖြစ်ပေမဲ့ now on the ကတော့အခြေအနေပေါ်မူတည်ပြီးနှမျိုးလုံးသုံးလို့ရပါတယ်။ Formal ဖြစ်တဲ့စာအရေးသားမှာဆိုရင် singular သုံးတာကပုံမှန်ဖြစ်ပါတယ်။ဥပမာ none of the students is present informal ဖြစ်တဲ့စကားပြောမှကြတော့ plural သုံးတာကိုလည်းလက်ခံပါတယ်။ဥပမာ none of the students are present စာမေးပွဲဖြေမဲ့သူဆိုရင်တော့ singular ဖြစ်တဲ့ ISS first HAS ဖြစ်တဲ့ဘက်အနေကင်းကိုပဲရွေးချယ်သုံးရပါမယ်။နောက်တစ်ချက် either နဲ့ neither ရဲ့အရေးအတွက်ကတစ်ချက်ဒါကအမှားအများဆုံးချက်ပါ။ either နဲ့ neither ကိုနှစ်ခုထပ်ပိုရင်လုံးဝသုံးလို့မရပါဘူး။ဥပမာ neither of the three boys ဆိုလို့သုံးရင်တော့မှားပါတယ်။ဘာလို့လဲဆိုသုံးယောက်ဖြစ်နေလို့အမှန်က none of the three boys အဲ့လိုဖြစ်ရမှာပါ။ either of the four options ဆိုလည်းမှားပါတယ်။ဘာလို့လဲဆိုတော့လေးခုဖြစ်နေလို့အမှန်က any of the four options လို့ရေးရမှာမယ်။နောက်တစ်ချက် each ရဲ့နေရာပြောင်းလဲမှုပေါ့နော် position of each each ကိုအောက်တံမပါဘဲနဲ့ဝတ်ကြရနောက်ပိုင်းမှာဂျားဖြတ်သုံးတဲ့အခါဖက်ကဖလူရဲ့အများကြီးပြန်ဖြစ်သွားတတ်ပါတယ်။ပုံမှန်ဆိုလို့ရှိရင် each of the teachers has a car each ကအစစ်ဆုံးမှမလို့ singular ဖြစ်တယ်။ exceptional ဆိုလို့ရှိရင်တော့ the teachers each have a car teacher ကအရှိရောက်သွားလို့ဘက်ကဖလူရဲ့ပြန်ဖြစ်သွားတယ်။နံပါတ်၄ကeach နဲ့ every ရဲ့ကွဲပြားချက် the distinctions ပေါ့ဒီနှစ်ခုကအတိတ်ပဲတူတရားရှိပေမဲ့တော့ကိုရှင်လုံးဝမတူတဲ့ situation ရှိပါတယ်
each ကနှစ်ခုကနေစပြီးတော့သုံးလို့ရတယ်သူကိုအောက်စုငယ်လေးတွေအတွက်ပို့သုံးပါတယ် every ကကြတော့အနည်းဆုံး3ခုရှိမှသုံးလို့ရတယ်နှစ်ခုတည်းရှိရင် every သုံးလို့မရပါဘူးမှတ်ရမယ်ဆိုရင်တော့ each ကနှစ်ခုကနေအကန့်အသတ်မရှိထိသုံးလို့ရတယ် every ကကြတော့3ခုကနေပြီးတော့အကန့်အသတ်မရှိသုံးလို့ရတယ်ဥပမာ she was carrying a bag in each hand လက်ကနှစ်ဖက်ပဲရှိလို့ everyone သုံးရမှာတဲ့နောက်တစ်ချက်နောက်ကတော့ was နဲ့နေတာကိုတွဲမသုံးရဘူးနေတာဆိုတာသူ့ဘာသာသူအညီအတိတ်ပဲပါပြီးသားမှုလို့ဝိချထဲမှာ not not ကိုထားမသုံးရပါဘူးဒါပဲ negative ဖြစ်ပြီးတော့မှာပါလိမ့်မယ် I do not like neither of them မှာပါတယ် I like neither of them ဒါဆိုတော့မှန်သွားပြီ I do not like either of them ဆိုရင်လည်းမှန်ပါတယ်နေတာတောက်ရှင်တော့စစောင်းထိုင်းမှာ not လုံးဝထည့်စရာမလိုပါဘူး not ထည့်မယ်ဆိုရင်တော့ either ကိုပဲပြန်တုပ်ပြရမယ်ဒါဆိုရင် bonus tip လေးတွေကိုပါထည့်သွင်းပေးလိုက်ပါတယ်နံပါတ်1 object pronoun များနဲ့တွဲသုံးရှင် each of us each of them each of you ငယ်တုန်းက of ရဲ့အနောက်မှာနောက်လိုက်တာပဲမြင်ဖူးကြပေမဲ့ object pronoun us them you တို့နဲ့လည်းတွဲသုံးလို့ရပါတယ်ဒီညမှာလည်းဘက်က singular အနေနဲ့ပဲဖြစ်ရမယ် each of us has a role to play တော်တို့ထဲကတယောက်ချင်းစီမှာလုပ်စီရအခန်းကဏ္ဍရှိတယ် neither of them is coming သူတို့နှစ်ယောက်လုံးမလာကြဘူး number 2 each နဲ့ every ကိုဝိချတစ်ခုတည်းမှာပေါင်းသုံးတာ each and everyone ဆိုပြီးတော့တခါတလေစကားပြောကိုပို့ပြီးတော့လေးနဲ့စေချင်တဲ့အခါ each and every ဆိုပြီးတော့တွဲသုံးလေးရှိပါတယ်ဒီလိုတွဲသုံးရင်လည်းသူက distributed သဘောပဲမို့လို့အနောက်ကဘက်က singular ပဲရှိရပါမယ်သူရဲ့ဒီဆောက်ပုံကဘယ်လိုလဲဆိုတော့ each and every plus singular noun plus singular verb ဥပမာ each and every student has passed the exam ကျောင်းသားတယောက်မကျအကုန်လုံးစာမေးပွဲအောက်ကြတယ်နံပါတ်3 every single ဖြစ်အလောအမေအလေးပေးခြင်း if I take distributed verb everyone တဲ့ပို့ပြီးတော့ကိုတစ်ခုချင်းစီကိုကွဲပြားဖြစ်စေခြင်း every single ဆိုတဲ့ပုံစံကိုတောင်းပါတယ်သူကတော့ of နဲ့တွဲသုံးလေးရှိပါတယ်ဥပမာ I have read every single one of the books ဒီစာအုပ်တွေထဲကတအုပ်မချအကုန်လုံးကိုကျွန်တော်ဖတ်ပြီးသွားပြီဆိုတော့ not some business အနေနဲ့နောက်တွေတည်းမကဘူး each of us neither of them ဆိုပြီးတော့လဲ pronoun တွေနဲ့တွဲသုံးလို့ရပါသေးရဲ့ကဲဒီနေ့ဗီဒီယိုလေးကိုအနဲ့ချုပ်လိုက်ရရင်တော့ of တဲ့ပါရင်နောက်ကနောင်ကအများကြီး plural ဖြစ်ရမယ် of တဲ့မပါရင်တော့နောက်ကနောင်ကအနည်းကြီး singular ဖြစ်ရမယ်ဒါပေမဲ့ဘလို့ပုံစံပဲဖြစ်ဖြစ်ခရိယာဘက်ကတော့အမြဲတမ်း singular အနည်းကြီးပဲဖြစ်ရပါမယ်ကဲဒါဆိုရင်ဒီဗီဒီယိုလေးကိုဒီမှာပဲနဲ့ကိုချုပ်လိုက်ရပါတယ်ရှင်နောက်ဗီဒီယိုမှာဖြစ်တဲ့ reciprocal pronoun မှာဖြစ်တွေ့ကြမယ်နော် bye for now